ချစ်ချိန်တက်ထိတ်စီနှလုံးလေးပြပေးပါမယ်သူကကိုခွန်တဲ့လက်ထွက်စီပေါ့ကိုခွန်တဲ့ထွက်စီသူအဲ့ဘူကသူပေးရပေါ့အဲ့ဗာလဲ69ကနေဟို26ခုနှစ်ထိ26ခုနှစ်ထိသူက4ချိန်ပဲထွက်ဖို့တဲ့ကိုခွန်တဲ့ထွက်စီကိုခွန်တဲ့ထွက်စီသူကတော့ကိုခွန်ပြစ်စီပေါ့အမှသူကဘလူးစလာမလဲတချိန်သူစောင်းတက်မယ်1ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်6ချိန်ဒီမှာရက်ပြည့်ပေါ်2ချိန်ပြန်တက်မယ်9ချိန်10ချိန်အဲ့10ချိန်မှာဒီ10ချိန်မှာထွက်ဖို့အဲ့လိုမျိုးသူပေးရကျွန်တော်လေးတခြားရှင်းလေးပြောပေးမယ်နော်ဒီကိုခွန်ထွက်တယ်1ချိန်ဒီလိုစောင်းတက်မယ်1ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်ဒီ6ချိန်ကိုအပေါ်2ချိန်ပြန်တက်မယ်9ချိန်10ချိန်ဒီ10ချိန်မှာထွက်ဖို့ကဒီအပေါ်ကနှလုံးဒီထိတ်စီးရဲ့ဒီအလေတိုင်းရဲ့ဗါလေ4ဖြစ်ချင်းစီနီယာလိုက်4 3နှစ်အဲ့လိုဖြစ်ချင်းနဲ့သူသွားမှာပေါ့ဒီပေမှာဆို4အဲ့လိုမျိုးပုံစံနဲ့ပေါ့ရှစ်ခုမော့ထိတ်စီးရဲ့လေတိုင်းဆိုတော့4ချိန်ပဲထွက်တာဆိုစီနီယာလိုက်အခုကဒီကောင်4ကနေစရည်မှာပေါ့စီနီယာလိုက်4ဒီကောင်4ဖြစ်ဖို့က6ဝင်ရမယ်6ထိတ်ဝင်ရမယ်ပေါ့ဒီကောင်4ဖြစ်ဖို့ကခွန်ထိတ်ဝင်ရမယ်ဟောဒီမှာ6ခွန်ထိတ်တစ်လုံး6ခွန်ထိတ်တစ်လုံးမှာလာပါဗျာ6ခွန်ထိတ်ခွန်6လေး8ခွန်နော်8ခွန်အပါ8ခွန်6ခွန်ထိတ်လာဟောဒီမှာ8ခွန်โอเคတကယ်အောင်နောက်တစ်ချိန်ဒီမှာလေးမှာပဲမှာကိုခွန်ဟောဒီမှာဗျာဒါဒီမှာပြီးဒီမှာလာနေရတဲ့မကောကိုခွန်တဲ့ကြပြီခုနမျိုးပဲ1ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်ဟိုမှာ6ချိန်ရောက်ပြီနေအပေါ်ပြန်တက်မယ်6 9 10အဲ့ဒီ10ချိန်ကိုထွက်ဖို့ကအဲ့မှာ385ဆိုပြီးရှိရင်308ပေါ့4ချိန်ပြီးတော့သူကစီနီယာလိုက်3ပေါ့4ပြီးတော့3ပေါ့ခုနကပါရှိရ385ရှင်းနှလုံးက308ရှိရောအဲ့မှာ308ဒီမှာထွက်ဖို့ကဒီမှာ308ကိုယူမယ်308ကိုယူမယ်3ပြဖို့ကအဲ့မှာ308ယူမယ်3ပြဖို့က300ဆိုတော့3လာရမယ်ဒီရှစ်က3ပြဖို့က9လာရမယ်โอเคဟောဒီမှာဆိုတော့သူအဲ့မှာ308အဲ့မှာ3ပြဖို့က3ထိပ်3ခု300ဆိုပြီးအောင်တယ်အဲ့မှာ3အဲ့ဒီကားလေးဟိုလိုမျိုးအောင်တာဒီရေးပြရင်ကောင်းလား3ထိပ်ဟောဒီမှာဆိုရင်လည်းသူကခုနပြင်မှာခွန်6လေးဆိုပြီးအောင်တယ်ခွန်6လေးဟောဒီမှာလည်း3ခွန်30ပေါ့3ခွန်10ဆိုင်ပါ3ပြီးတော့နောက်တစ်ချိန်ဟောဒီမှာကိုခွန်လာပြန်ပြီတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်ဒီ6ချိန်ကနေအပေါ်ပြန်တက်မယ်9ချိန်10ချိန်ဒီကောင်ထွက်ဖို့ဒီ10ချိန်မှာထွက်ဖို့ကဒီအပေါ်နှလုံးဒီအပေါ်လွယ်လေးပေါ့နစ်ဟိုမှာကျွန်တော်ဒီချိန်မှာစီနီယာလိုက်ဆိုနစ်ဖြစ်ပြီခုနနစ်ရှိတယ်နစ်ဖြစ်ဖို့က300ပဲလာရတော့ပါတယ်ဒီချိန်မှာ300တူနေဆိုရောဘာမှမပြောကြဘူးလို့တော့အဲ့မှာနစ်ကူ300 38ဆိုပြီးအောင်သွားပြီ300 38နောက်တစ်ချိန်ဟောဒီမှာ3ပင်ဟောဒီမှာလာပြီဗျာခုချိန်အတွက်ကိုခွန်ထောက်ပြီတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်မှာထောက်ပြီပေါ်တက်မယ်6 9 10အမှ10ချိန်ဒီ10ချိန်ကိုထွက်ပေးဖို့ကတဲ့ဒီခုနလိုမျိုးပဲပေါ့အရှိထိတ်စီးရဲ့ကလေးတိုင်းဒီချိန်မှာပါရှိလဲဆိုတော့6တစ်ပေါ့ဗျာဒီစီနီယာလိုက်ကနေ6တစ်တစ်ဖြစ်ဖို့ကဘာလာရမှာလဲတစ်ဖြစ်ဖို့က300ဒီဘက်မှာဒီထိတ်စီးကျွန်တော်အကြိုက်ဆုံးပဲဗျာဗီဒီယိုလေးရမ်းချီအောင်မှာလို့နီးအများကြီးပဲကျွန်တော်ကအဲ့လိုဖြစ်နိုင်ချီများတာကျွန်တော်ပြပေးရပါဒီအားလုံးကြိုက်နေတတ်မယ်လို့ကြည့်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်